ဟုတ်ပြီလိုက်ပါတာသမီးတွေအဲ့လိုကြည့်ပြီးတန်းစီပြီးတော့မနေ့ကကျွန်တော်တို့တွားရကူညီပြီးခဲ့တဲ့ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်10မိုင်ပေါက်စီဒီစာတင်တိုက်ကဆရာတော်ဖျားကြီးရဲ့အနိမအကိဇာဗနာဖြစ်ပါတယ်ဘဝနဲ့ထံပြန်လည်တော်မူတဲ့ဆရာတော်ဖျားကြီးကဥပညောပါတတတ်တော်တရားဝါတော်30ဝါဖြစ်ပါတယ်ဒီ10မိုင်ပေါက်စီဒီစာတင်တိုက်မှာဘူပေါက်စိန်လည်းရှိပါတယ်ဝိဇ္ဇရူဆရာတော်ဝိဇ္ဇာမြင့်မှုဆရာတော်ဥဘူပေါက်စိန်ကိုတော့ဒီဝိဇ္ဇာလိုင်းလိုက်တဲ့တော်တော်များများပုံကိုယ်တွေကသိကြပါတယ်ပြီးတော့ဒီပေါက်စီဒီကျောင်းမှာကဒီဘိုးပေါက်စိန်ရဲ့ရုပ်ကလတ်တော်ကိုအခေါင်းတွဲမှာထည့်ပြီးတော့ဇေဒီဌာပနာတည်ထားတယ်ဆိုပြီးတော့လေကျွန်တော်ကြားဘူးတယ်ဗျဘိုးပေါက်စိန်ရှိမှဆူတောင်းလို့ရှိရင်ဆူတောင်းကအင်မတန်ပြည့်တယ်ဆိုပြီးတော့လာဆူတောင်းထားတဲ့လူတွေလည်းအများကြီးရှိရဗျဘုံခံကြီးပြီးတော့တီလာတမာတိစင်ကြယ်တဲ့ပုံကိုယ်တွေကိုတော့တကယ်စောင့်ရှောက်တယ်ဆိုပြီးတော့လေကျွန်တော်ကြားဘူးတယ်ဗျယခုဘဝလက်ထံပြန်တော်မူတဲ့ဆရာတော်ဖျားဦးပညောဘာသာကတော့တတ်တော်တရားဝါတော်30ဝါဖြစ်ပါတယ်ပြီးတော့ဟင်္ဒရာမြို့နယ်ပဲခူးစုကြီးရွာလို့လည်းသိရတယ်ဗျဒီလိုခုပြကြောပြုလုပ်နေတဲ့ပစ္စသမနာဖြစ်တဲ့ကုသစေတာ